နှစ်ပေါင်းများစွာစတော်ဘယ်ရီနှင့်အပြင်းထန်တတ်မတဲ့သူဟုသိထားသောသူ၏ဇနီးအသစ်ဆက်ဆက်အိုလီဗီယာသည်စတော်ဘယ်ရီကိတ်မုန့်ကိုအေးလူလူစားနေသည်ကိုမြင်လိုက်ရသောအခါအီတန်တယောက်အံ့အားသင့်သွားရသည်ထိုမြင်ကွင်းကတခုခုမားနေပြီဆိုသည်ကိုချက်ချင်းပင်သိသာစေခဲ့သည်သူတို့၏မင်္ဂလာဆောင်လေးကိုသူရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်အိုလီဗီယာသည်စတော်ဘယ်ရီကိုမတော်တဆအနှဲငယ်မြည်ကြည့်မိယုံဖြင့်တကိုယ်လုံးအင်ပြင်းများထွက်ကာအသက်ရှူကျက်သွားခဲ့သည်အီတန်ကိုယ်တိုင်ပင်သူမကိုဆေးရုံသို့အပြေးလွှာပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်ဆရာဝန်ကလည်းသူမတက်တက်စတော်ဘယ်ရီကိုဘယ်တော့မှမထိရန်ထက်တလဲလဲသတိပေးခဲ့ဘူးသည်သို့တော့ယခုသူ၏ရှိမှအမျိုးသမီးမှမူဘာမှမဖြစ်သည့်အပြင်အကောင်းဘက်ကသည့်အတိုင်းရှိနေသည်သူ၏တန်တရားကိုအတည်ပြုရန်အတွက်အီတန်သည်သူမ၏လှုပ်ရှားမှုတိုင်းကိုတိတ်တဆိတ်စောင့်ကြည့်လေတော့သည်မကြာမီမှာပင်ပို၍ထူးဆန်းသောအချက်တစ်ခုကိုသူသတိပြုမိပြန်သည်အတင်စားအစားအစာမှန်သမျှကိုညှင်းပယ်လေးရှိသောအမျိုးသမီးကယခုအခါအတင်စားခောက်ဆွဲချောက်ကိုမြင်ရည်ရှက်ရည်စားနေပြန်သည်အီတန်သည်ရင်ထဲမှမငြိမ်မသက်ဖြစ်မှုကိုထိန်းချုပ်ကာသူမကိုချက်ချင်းဖော်ကောက်မလုပ်သေးဘဲနေခဲ့သည်ထို့စာသူ၏လက်ထောက်ကိုဇနီးဖြစ်သူ၏လက်တလောအပြုမှုများကိုစုံစမ်းရန်တိတ်တဆိတ်အမိန့်ပေးလိုက်သည်သို့တော်စုံစမ်းရရှိလာသောရလဒ်များကသူ့ကိုစွန့်သွားစေခဲ့သည်ချမ်းသာကြွယ်ဝပြီးအရှိန်အဝါကြီးမားသောမိသားစုမှအမွေခံဖြစ်သူအစစ်အမှန်အိုလီဗီယာသည်မင်္ဂလာပွဲမတိုင်မီမှာပင်ရုတ်တရက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်သူမထားရစ်ခဲ့သည်မှာစာတစောင်နှင့်သူမ၏မိသားစုတစ်ခုလုံးကိုပျက်စီးစေနိုင်လောက်သည့်ဘေးဒုက္ခတစ်ခုသာဖြစ်သည်သူမဆွန့်ပစ်သွားသောအမျိုးသားမှနိုင်ငံအတွင်းအကြီးမားဆုံးစီးပွားရေးအင်ပါယာတစ်ခု၏အမွေခံအီတန်ဖြစ်သည်ဤလူသည်ညီမျှပင်ရက်ဆက်ပြီးခွင့်လွှတ်တတ်သူမဟုတ်ကြောင်းလူတိုင်းကသိကြသည်အိုလီဗီယာ၏မိသားစုသည်မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ပါကဖြစ်ပေါ်လာမည့်နောက်ဆက်တွဲအကျိုးဆက်များကိုမခံနိုင်ကြပေအခြားရွေးချယ်စရာမရှိတော့သည့်အဆုံးတွင်သူမ၏မိဘများသည်အိုလီဗီယာ၏အမွှာညီမဖြစ်သူအမ်မာဘက်သို့လှည့်လာကြသည်ဒေါ်လာ30တန်းပေးမယ်အမ်မာကချက်ချင်းညှင်းဆိုလိုက်သည်ဒေါ်လာတန်း100ပေးမယ်ထိုအခါမှသာအမ်မာကချက်ချင်းသဘောတူလိုက်လေသည်သူမ၏တာဝန်ကရိုးရှင်းပါသည်မင်္ဂလာပွဲမစတင်မီအိုလီဗီယာအဖြစ်ဟန်ဆောင်ကလက်ထပ်ပွဲကိုအဆုံးသတ်ရန်သာဖြစ်သည်အလှပြင်ပညာရှင်များကသူမ၏ရုပ်ရည်ကိုပြောင်းလဲရန်တညလုံးအားသွန်ခွန်ဆိုင်လှုပ်ဆောင်ခဲ့ကြသည်တက်ကြွဖြစ်လက်ပြီးပျော်ပျော်နေတတ်သောအမ်မာကိုအေးဆက်ပြီးခံရထဲဝါသောအိုလီဗီယာအတွင်သို့အမြန်ဆုံးပုံဖော်လိုက်ကြသည်သို့သောမင်္ဂလာပွဲ၌ပင်အန်နီယကစတင်နေပြီဆိုသည်ကိုသူမမသိခဲ့ပေလက်စွပ်လဲစဉ်အတွင်းလက်စွပ်မှာသူမ၏လက်ချောင်းတွင်တနေခဲ့သည့်အလုတ်ကိုသာဖိလုပ်လေးရှိသောသူမ၏အမနှင့်မတူဘဲအမ်မာမှာပူပင်ကြောင်ကြကင်းစွာနေထိုင်တတ်သူဖြစ်၍လက်ချောင်းလေးများကပုံမနူးညံ့ကအသားပြည့်နေသောကြောင့်ဖြစ်သည်လေထုမှာချက်ချင်းပင်အနေခက်သွားခဲ့သည်အမ်မာမှာလက်တလောတွင်ဝါလာ၍ဖြစ်ကြောင်းမနှဲစင်ချေပေးလိုက်ရပြီးထိုအချိန်မှပင်အီတန်၏မျက်လုံးထဲ၌ပထမဆုံးအကြိမ်ဖြစ်တန်တရားရည်များစတင်ပေါ်ပေါက်လာခဲ့သည်ထို့နောက်မင်္ဂလာဦးများတို့ရောက်ရှိလာသည့်အစစ်အမှန်စိန်ခေါ်မှုကစတင်ပြီးဖြစ်သည်သူမ၏မိသူမိဝါဖြစ်ကြောင်းပေါ်သွားမည်ကိုကြောက်သည်ဖြင့်အမ်မာကအမျိုးသမီးတို့၏တဘာဝအတိုင်းနေမကောင်းဖြစ်နေသည်ဟုလိန်ညာလိုက်သည်ပြင်ပလောကတွင်အီတန်မှတွေးပြီးကရုဏာမဲ့သူဟုနာမည်ကြီးနေသည်ဖြင့်သူဒေါသထွက်လိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့သည်သို့တော့အံ့ဩစရာကောင်းသည်မှာအီတန်ကဘာမှမပြောခဲ့ပေထိုစားသူသည်မိဖို့ကြောင့်တည်းသို့တိတ်တဆိတ်ဝင်သွားကနီလန်းများကိုကြည်ရင်ဂျင်းနှင့်တကြားညူလက်ဖက်ရည်ကိုကိုယ်တိုင်ဖျော်ပေးခဲ့သည်ထို့သောသူ၏မကျွမ်းကျင်တော်လဲနူးညံ့သိမ်မွေ့သောအပြုမူကအမ်မာ၏နှလုံးသားကိုပထမဆုံးအကြိမ်တုံးလုံးစေခဲ့သည်ရုတ်တရက်ဆိုသလိုဤအစီအစဉ်မှာသူမထင်ထားသလောက်ဆိုးရွားမည်မဟုတ်ဟုခန်းစားလိုက်ရသည်နောက်တစ်နေ့နံနက်တွင်အီတန်ကသူမကိုအလုပ်သွားရန်အချိန်မှန်နှိုးခဲ့သည်အမ်မာမှာတဝက်တစ်ပြက်အိမ်မောကြနေသဖြင့်သူမကိုသူမဖုံးမိတော့မလို့ဖြစ်သွားသည်ထိုအခါမှသာအိုလီဗီယာသည်အလုပ်ကိုအယိုးမှုလုပ်တတ်သူအဖြစ်နာမည်ကြီးသည်ကိုတတိယသွားသည်ထို့ကြောင့်သူမသည်မိမိကိုယ်ကိုတတိကကကုမ္ပဏီတွင်အေးဆက်ပြီးဆွမ်းဆောင်ရည်မြင့်မားသောအမျိုးသမီးအကြီးအကဲတဦးအဖြစ်ဆက်လက်ဟန်ဆောင်နေခဲ့ရသည်အမှားယွင်းမရှိစေရန်အိုလီဗီယာ၏လက်ထောက်ကိုလည်းအားကိုးခဲ့ရသည်စာချုပ်များလက်မှတ်ထိုးခြင်းဖောက်တယ်များနှင့်တွေ့ဆုံခြင်းအစည်းအဝေးများတက်ရောက်ခြင်းခြေလမ်းတိုင်းမှာရေခဲပြင်ပါပေါ်တွင်ရှောက်နေရတဲ့ကဲ့သို့စိုးရင်စရာဖြစ်နေသည်သူမ၏ဟန်ဆောင်မှုမှာပြည့်ပြည့်စုံနေသည်ဟုထင်မှတ်ထားတော်လဲအမှန်တကယ်တွင်အကြောင်းများကစတင်နေပြီဆိုသည်ကိုသူမလုံးဝမသိခဲ့ပေအလုတ်စင်းချိန်တွင်အီတန်ကသူမကိုကိုယ်တိုင်လာကြိုသည်သူသည်မုတ်ဆိုင်တစ်ဆိုင်တွင်တမင်တကာရက်လိုက်ပြီးနောက်စတော်ဘယ်ရီကိတ်မုန့်ကိုသူမအားကိုယ်တိုင်လက်ကမ်းပေးခဲ့သည်အမ်မာကတွတ်ဆုပ်မနေပဲဝမ်းသာအားရတလုတ်စားလိုက်သည်အီတန်သည်သူ၏မျက်လုံးများကိုတဖြည်းဖြည်းမေ့ကြည့်လိုက်သည်မင်္ဂလာပွဲပြင်ဆင်နေစဉ်အတွင်းအိုလီဗီယာ၌စတော်ဘယ်ရီနှင့်အပြင်းထန်တတ်မတဲသည့်ဝေဒနာရှိကြောင်းသူ၏လက်ထောက်ကအစီရင်ခံထားသည်ကိုသူရှင်းရှင်းလင်းလင်းမှတ်မိနေသောကြောင့်ဖြစ်သည်သို့သောသူ၏ရှေ့မှအမျိုးသမီးမှမူကိတ်မုန့်ကိုပြဿနာမရှိစားနေသည့်အပြင်တကယ်ပင်နှစ်နှစ်ချိုက်ချိုက်စားနေပုံရသည်ထိုအချိန်မှစ၍အီတန်သည်သူမမှာအိုလီဗီယာမဟုတ်ကြောင်းလုံးဝတေချာသွားခဲ့တော်လဲဖော်ကောင်မလုပ်ရန်ဆုံးဖြတ်ခဲ့သည်ထို့စာသူမမိများအထိဆက်လက်ဟန်ဆောင်နေဦးမည်ကိုသိလိုသဖြင့်တိတ်တဆိတ်ဆက်လက်စောင့်ကြည့်နေခဲ့သည်အချိန်ကြာလာသည်နှင့်အမျှအမ်မာ၏အမှားများကပို၍ပေါ်လွင်လာခဲ့သည်ညဉ့်ညက်တန်ကောင်ပိုက်စားသည့်အခါတိုင်းအတင်စားအစားအစာများကိုဘယ်တော့မှမစားသောအီတန်ကိုအတင်းအကျပ်ခေါ်ယူကာခောက်ဆွဲချောက်အတူတူစားစေသည်ခောက်ဆွဲကိုအတန်မြေအောင်စားခြင်းကပို၍အရသာရှိကြောင်းကိုပင်သူမကတင်ပေးခဲ့သေးသည်သူမ၏အိမ်မွေးခွေးလေးကိုလွမ်းဆွလာသည့်အခါတိုင်းသူမ၏ဖခင်အားကိုအိမ်သို့ပို့ပေးရန်တိတ်တဆိတ်တောင်းဆိုခဲ့သည်ကံမကောင်းစွာဖြင့်အီတန်ကအိမ်သို့စောစီးစွာပြန်ရောက်လာပြီးသူမကိုလက်ပူးလက်ကျက်မိသွားသည်အမ်မာကပြပြတလဲဖြင့်အိုလီဗီယာ၏ကြောင်လေးအတွက်အဖော်ရရန်ခွေးလေးကိုခေါ်ထားခြင်းဖြစ်သည်ဟုစင်ကြေပေးလိုက်သည်ထို့သောရုပ်တိမရှိသည့်စင်ကြေမှာရေစရာကောင်းလာသည်သို့သောအီတန်ကဘာမှမပြောဘဲခေါင်းညိတ်ကခွေးလေးကိုနေခွင့်ပြုခဲ့သည်သို့သောသူ၏ရင်ထဲတွင်မူတန်တရားများကပုံမကြီးထွားလာနေသည်အဘဲကြောင့်ဆိုသောဤအမျိုးသမီးသည်သူ၏မတန်းများထဲမှအိုလီဗီယာနှင့်လုံးဝကွဲပြားနေသောကြောင့်ဖြစ်သည်သူမသည်အတင်စားအစားအစာများကိုကြိုက်နှစ်သက်သည်တရိษံများကိုချစ်မြတ်နိုးသည်သူမ၏စရိုက်မှာတက်ကြွဖြစ်လက်ပြီးခံမရခတ်သည်အီတန်သူမနှင့်အနီးကပ်ရှိနေသည့်အခါတိုင်းသူမ၏မျက်လုံးထဲမှနှွေးထွေးမှုနှင့်တက်ကြွမှုများမှာမှတ်တမ်းများတွေကအေးဆက်သောစီးပွားရေးဘရင်မနှင့်လုံးဝမတူပေတဖြည်းဖြည်းနှင့်အီတန်သည်အန်ရရှိသောအမှန်တရားတစ်ခုကိုသတိပြုမိလာသည်သူသည်ဤဟန်ဆောင်အိမ်အောင်ရေးကိုနှစ်သက်သဘောကျနေခြင်းဖြစ်သည်တညတွင်တော့တကယ်မုန်တိုင်းကစတင်လေတော့သည်အမ်မာ၏တငယ်ချင်းအရင်ခောက်ဆိုဖီမှာပြပမှပြန်ရောက်လာပြီးသူမ၏မွေးနေ့ကိုကလပ်တစ်ခုတွင်ကျင်းပရန်အမ်မာကိုဖိတ်ကြားခဲ့သည်ထိုအချိန်မှပင်အီတန်ကသူသည်ထိုညတွင်အရေးကြီးသောအစည်းအဝေးရှိကြောင်းနှင့်စာကြည့်တိုက်ခန်းတွင်သာအိတ်ဖြစ်လိမ့်မည်ဖြစ်ကြောင်းသူမကိုအသိပေးခဲ့သည်အမ်မာကဤဒီမှာအကောင်းဆုံးအခွင့်အရေးဟုချက်ချင်းတွေးလိုက်သည်သူမသည်ဆောင်းအောက်တွင်ခေါင်းများကိုစီကာလူအိတ်နေသလိုပုံဖော်ပြီးနောက်တိုင်းပေါ်မှကြော့တက်ကညအမောင်ထဲသို့ထွက်ပြေးသွားခဲ့သည်အီတန်အိမ်မပြန်လာခင်အချိန်မီပြန်ရောက်ပါကဘာမှမဖြစ်နိုင်ဟုသူမယုံကြည်ထားသည်
သို့တော့ဤအခြေအနေတစ်ခုလုံးမှာအီတန်ကိုယ်တိုင်စနစ်တကျစီစဉ်ထားခြင်းဖြစ်သည်ကိုသူမသိခဲ့ပေအဘဲကြောင့်ဆိုသောထိုအစည်းအဝေးဆိုသည်မှာလည်းထိုကလပ်မှာပင်ဖြစ်နေသောကြောင့်ဖြစ်သည်ညတွင်လူစုရခြင်းဤတကယ်အကြောင်းရင်းမှာတငယ်ချင်းဖြစ်သူကဆိုဖီကိုလက်ထပ်ခွင့်တောင်းရန်စီစဉ်ထားသောကြောင့်ဖြစ်သည်ခဏအကြာတွင်ကခုံသည့်နေရာဤမိမောင်းများမှာအခန်း၏အလဲဘိုသို့ဆူကျလာသည်သူမ၏တငယ်ချင်းထံသို့ပန်းစည်းကိုကိုင်ဆောင်ကတစုံတစ်ယောက်ရှောင်းလန်းသွားသည်ထိုအချိန်တွင်မြူးတူးစွာကခုံနေသောဟမ်မာချက်ချင်းပင်ကြောက်ရွံ့ကဲ့သို့အေးခဲသွားတော့သည်အဘဲကြောင့်ဆိုသောသူမနှင့်မလန့်မကန့်တွင်ရက်နေပြီးသူမကိုအေးဆက်ပြီးအတိတ်ပဲပါသောမျက်လုံးများဖြင့်စိုက်ကြည့်နေသည့်အီတန်ကိုမြင်လိုက်ရသောကြောင့်ပင်ဖြစ်လေတော့သည်